မင်္ဂလာပါအခုတော့ဒီ Gemini နဲ့ Canva ကိုချိတ်ပြီးတော့ design တွေဘယ်လိုပြင်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒီ browser ကိုတွားပြီးတော့ဒီမှာ Gemini ကိုကျွန်တော်တွားလိုက်ပါမယ် gemini.google.com ကိုရိုက်ပြီးတော့ကျွန်တော်တို့ဝင်လိုက်ပါမယ်ဒါတော့ကျွန်တော်ဒီ Gemini Pro ဝယ်ထားတဲ့ account ဖြစ်ပါတယ်ဒါကြောင့်မို့ဒီအောက်မှာဒီကိုယ့်ရဲ့ profile အောက်မှာဒီမှာ Pro ဆိုတာလေးပေါ်နေတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကဒီမှာဒီ Gemini ကိုကျွန်တော်တို့ဒီ Canva နဲ့ဘယ်လိုချိန်ရမလဲဆိုတာပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီအောက်မှာဒီ setting ဆိုတဲ့ဒီပုံထဲကိုကျွန်တော်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးတော့ဒီအပေါ်မှာ personal intelligence ဆိုတဲ့ကိုဆက်ပြီးတော့နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးဒီမှာ connected app ဆိုတဲ့ကိုဝင်လိုက်ပါဒီအောက်ကိုကျွန်တော်တို့ဒီဆွဲလိုက်ပါမယ်ဒီမှာဆို Canva ဆိုပြီးတော့တွေ့ရပါလိမ့်မယ် Canva မှာကျွန်တော်ဒီဒါလေးကိုတစ်ချက်ကျွန်တော်တို့ on ပေးရမှာဖြစ်ပါတယ် on ပြီးဆိုတော့ဒီမှာအလောင်းကိုနှိပ်ပြလိုက်ပါဒါဆိုတော့ကျွန်တော်ဒီမှာဒီလိုလေးကြာလာမယ်ကြာလာပြီးဒီမှာ continue ကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်အောက်မှာဒီ agree and continue ကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဒီအောက်မှာအလောင်းကိုနှိပ်ပြလိုက်ပါဒါဆိုတော့ကျွန်တော်ဒီ Gemini နဲ့ Canva ကိုချိန်တာကျွန်တော်ပြီးသွားရပဲဖြစ်ပါတယ်ဒါဆိုတော့ဒီ Gemini က design ကိုကျွန်တော်ဒီ Canva မှာဘယ်လိုသွားပြီးတော့ပြင်ရမလဲဆိုတာပြပြီးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဒီ Gemini မှာ design လေးတစ်ခုကိုဖန်တီးကြည့်ပါမယ်ဆိုအရင်ဆုံးဒီမှာကျွန်တော်ဒီမြန်မာလိုပဲ prompt ရေးပြီးတော့ဒီမှာ Gemini မှာ design လေးတစ်ခုကိုသွားပြီးတော့ဖန်တီးကြည့်ခိုင်းပါမယ်ဒီမှာဆိုရင်ဒါကတော့ဒါဒီ Gemini ကနေပြီးတော့မှဒါထုတ်ပေးလိုက်တဲ့ design ဖြစ်ပါတယ်ဆိုတော့ဒီထဲမှာပါတဲ့ဒီစာတွေကိုကျွန်တော်တို့ပြင်ပြီးတော့ပြင်ရေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ Canva မှာတွားပြီးတော့ပြင်ရေးလို့ရပါတယ်အဲ့လိုပြင်ရေးဖို့အတွက်ကျွန်တော်တို့ကဒီပုံကို Canva ကိုတွားပြီးတော့ပြင်ခိုင်းမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီအောက်မှာကျွန်တော်တို့ကဒီ Canva စီကိုခေါ်မှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီမှာဒီ add ကိုနှိပ်လိုက်မယ်ပြီးရင် Canva ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒီမှာ add Canva လို့ခေါ်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ကဒီပုံကိုဆိုဒီစာကိုကျွန်တော်တို့ဒီရိုက်ပြီးတော့ဒီ submit ကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုတော့သူကပြီးသွားပြီဆိုရင်တော့ဒါဒီလိုလေးကြာလာမှာပဲဖြစ်ပါတယ်ဒီ link ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ Canva မှာတွားရောက်ပြင်ဆင်လို့ရတယ်ဆိုတဲ့ဟာကိုဒီမှာကျွန်တော်မြန်မာလိုပဲကျွန်တော်ရေးပြပေးထားတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ကဒီအလေးကိုဒီမှာနှိပ်ပြီးဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်အဲ့လိုနှိပ်လိုက်မယ်ဆိုတော့ဒီ Canva website ထဲကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒီမှာ Canva ထဲကိုရောက်သွားပြီဆိုတော့ဒီမှာ font တွေကိုကျွန်တော်သွားပြီးတော့ဒီကိုယ့်ရဲ့စိတ်ကြိုက်ပြန်ပြီးတော့ပြင်ရေးလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဒီမှာမှားနေတဲ့နေရာတွေကိုထည့်ခြင်းတဲ့နေရာတွေကိုကျွန်တော်တွားပြီးတော့Canva မှာတွားပြီးတော့ပြင်လို့ရပါတယ်ဒီကလို့ Canva မှာကိုစိတ်ကြိုက်ပြင်ပြီးသွားပြီဆိုရင်တော့ design လေးကိုကျွန်တော်ဒီ download သွားပြီးတော့လုပ်ပေးရပါမယ်download လုပ်ဖို့အတွက်ကကျွန်တော်ဒီ file ထဲကနေပြီးတော့ဒီမှာ download ဆရာလေးကိုနှိပ်လိုက်ပါဒါဆိုတော့ဒီပုံလေးကကိုယ့်ရဲ့ set ထဲကိုရောက်လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ design ထဲမှာပါတဲ့အတိုင်းပဲဒီမှာ Gemini Pro 16 လ plan ကိုလာပြီးတော့ဝယ်တယ်ဆိုရင်တော့ဒီ Canva Pro lifetime 3000တန်ကိုကျွန်တော်အခမဲ့ရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုတွေ့ပြီးတော့လာဝယ်တဲ့သူဆိုရင်တော့ဒါ Gemini Pro ဝယ်ယူုံနဲ့ဒီ Canva Pro ပါကျွန်တော်တို့အခမဲ့ရရှိမှာပဲဖြစ်ပါတယ်ဒီနေရာမှာဒီကျွန်တော်ဒီကိုယ့်ရဲ့ Gemini Pro account နဲ့ဒီ Canva Pro account ကကျွန်တော်ဒီ mail တစ်ခုထဲနဲ့ပဲကျွန်တော်တို့အသုံးပြုလို့ရပါတယ်ကိုယ့်ရဲ့ဒီလက်ရှိ Gmail နဲ့ပဲအသုံးပြုလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်